trade လုပ်လိုက်တယ်ချက်ချင်းရှုံးသွားတယ်ပြီးတော့နောက်တစ်ချိန်ထပ် trade လိုက်တယ်ရှုံးမြန်တယ်အခုတော့စိတ်မထိန်နိုင်တော့ဘဲနဲ့ရှုံးထားတဲ့ငွေတွေပြန်ရဖို့အတွက်ပိုကြီးတဲ့ risk ယူပြီးတော့ပြန် trade လိုက်တယ်ဒီလို trading လုပ်တာကို revenge trading လို့ခေါ်ပါတယ် revenge trading ဆိုတာကတော့ရှုံးထားတဲ့ငွေတွေပြန်ရဖို့စိတ်ခံစားချက်ပေါ်မှာအခြေခံပြီးတော့မတော်မလျော် trade လုပ်ခြင်းဖြစ်ပါတယ်ဒီမှာတော့နီးစနစ်ဆိုတာလည်းမရှိတော့သလိုဈေးကွက်ကိုလည်းလေ့လာမှုမရှိတော့ပါဘူးဒေါသနဲ့အတအပေါ်မှာအခြေခံတဲ့ trading နည်းလမ်းတစ်ခုဖြစ်ပါတယ် reverse trading ဟာ leverage ကိုအစမတန်အသုံးပြုစေပြီးတော့စနစ်ကျမှုမရှိဘဲနဲ့အရှုံးပိုကြီးစေတဲ့ trading ဖြစ်စေပါတယ်ဈေးကွက်ဟာတင်းရဲ့စိတ်ခံစားချက်ကိုဂရုမစိုက်ပါဘူးဒါအောင်နားမလည်ဘဲနဲ့ဆက်မိုက်နေမယ်ဆိုရင်တော့ကိုယ်ပဲနစ်နာမှာဖြစ်ပါတယ်ဆိုတော့ reverse trading မလုပ်မိဖို့ဘယ်လိုကာကွယ်မှုလုပ်ကြမလဲပထမအချက်ကတော့ရှုံးသွားရင်ခဏအနားယူလိုက်ပါရှုံးပြီးရင်ဖန်သားပြင်ကနေခဏထွက်လိုက်ပါစိတ်ကြည်ဖို့အရင်လုပ်ပြီးတော့စိတ်ခံစားချက်ကိုထိန်းချုပ်လိုက်ပါဒုတိယအချက်အနေနဲ့ကတော့ကိုယ့်ရဲ့ plan အတိုင်းပဲသွားပါကောင်းတဲ့ trading strategy ဆိုတာကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်မှာအခြေခံတဲ့ဆုံးဖြတ်ချက်မချမိခြင်းပဲဖြစ်ပါတယ် entry ကိုဘယ်မှာဝင်ရမလဲဘယ်မှာ exit လုပ်မလဲ risk management ကိုဘယ်လိုထားမလဲဒါတွေကိုအရင်လုပ်ပါတတိယအချက်ကတော့ trade လုပ်ရင်ရှုံးတာလည်းရှိမယ်ဆိုတာကိုလက်ခံမှုလိုပါတယ် senior trader ကြီးတွေလည်းရှုံးနေတော့မှာပဲရှုံးလိုက်ကြဆုံးသွားပြီလို့မတွေးပါနဲ့သင်ခန်းစာယူလိုက်ပါရေရှည်မှာအောင်မြင်ဖို့ဆိုတာ trade တိုင်းကိုအောင်မအောင်နဲ့မဆိုင်ပါဘူးစီကန်းနဲ့သွားပြီးအရှုံးမပေးပဲစ조사လေ့လာမှုပဲဖြစ်ပါတယ်စိတ်ခံစားချက်ထက်စနစ်တကျသွားတတ်ဖို့ပဲအာရုံစိုက်ပါ